မင်္ဂလာပါဇက်ဗလော့ကနေပြန်နေကြိုဆိုပါတယ်ပရီးမီးယားလိဂ်အသင်းတွေထဲမှာဘယ်အသင်းတွေရဲ့ပြိုင်ပွဲတွေကဘယ်အသင်းတွေရဲ့ပွဲစဉ်တွေကပရိသတ်တွေရင်အခုံဆုံးဖြစ်မလဲဒီနေ့ခေတ်ပရီးမီးယားလိဂ်ကလပ်တွေဘလောက်ပဲပြိုင်ဆိုင်မှုပြင်းထန်နေပြောပြီးတော့ဘလောက်ပဲကြီးလို့ကောင်းတယ်ဆိုပါစေ1900ပြည့်နှစ်အလွန်တွေနဲ့2000ပြည့်နှစ်အစပိုင်းအထိဘောလုံးပွဲကြီးခဲ့ကြတဲ့ကျွန်တော်တို့လိုပရိသတ်တွေအတွက်ကတော့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲတွေကတော့ Manchester United နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်တယ်ပရီးမီးယားလိဂ်ကို1992ခုနှစ်မှာအင်္ဂလန်ပထမတန်းဆိုတဲ့နာမည်ကနေစတင်ပြောင်းလဲခဲ့တယ်ပရီးမီးယားလိဂ်မတိုင်ခင်မှာ1980ပြည့်နှစ်အလွန်တွေမှာလီဗာပူးအသင်းကစိုးမိုးခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်လို့အမည်ပြောင်းပြီးနောက်ပိုင်းမှာတော့ဆာအဲလက်စ်ဖာဂူဆန်ဦးဆောင်တဲ့ Manchester United ကစတင်ကြီးစိုးလာခဲ့တယ်ဒါပေမဲ့1996ခုနှစ်မှာတော့ Arsenal စီကိုပြင်သစ်လူမျိုးနီးပြကြီးအာဆင်ဝင်ကရောက်ရှိလာခဲ့တယ်အဲ့ဒီချိန်ကစပြီးအင်္ဂလန်ဘောလုံးလောကရဲ့ဇညွန်းဟာတစ်စစ်ချိုးပြောင်းလဲသွားခဲ့ရတယ်။ဖာဂူဆန်နဲ့ဝင်းကစိတ်ဓာတ်မှာကြောတဲ့စကော့တလန်သားကြီးနဲ့နီးပြူဟာပိုင်းမှာပါရမီထူးခြားတဲ့ပြင်သစ်လူမျိုးပညာရှင်တို့ရဲ့အုံနောက်ချင်းအားပြိုင်မှုဟာကွင်းဘေးစီကနေကွင်းထဲအထိကူးဆက်လောင်ကျွမ်းခဲ့တယ်။သတင်းစာရှင်းလင်းပွဲတွေကစကလုံးစစ်ပွဲတွေဟာလည်းပွဲမစခင်ကတည်းကမီးဟုံဟုံတောက်စေခဲ့တယ်။ဒီပြန်ဆယ်မှုရဲ့အထွတ်ထိပ်တွေကတော့ကွင်းလေခေါင်းဆောင်နောက်ရောက်ဖြစ်တဲ့မန်ယူရဲ့ Ryan Kane နဲ့ Arsenal ရဲ့ Patrick Vieira တို့ကွင်းထဲမှာပတ်ပင်းတိုးပြီးဆိုရင်မီးပွင့်မတက်အကျိတ်နဲ့ရှိလာပါတယ်။ကွင်းထဲတွေမကပဲကစားသမားလိုင်ကောင်းတန်နယ်ထဲမှာပါအချင်းချင်းလက်ညှိုးထိုးထိတ်တိုက်ရင်ဆိုင်ခဲ့တဲ့မြင်ကွင်းတွေဟာဒီနေ့အထိပရိသတ်တွေမျက်စိထဲကမထွက်နိုင်တဲ့ဘောလုံးသမိုင်းမှာဘယ်တော့မှပြန်မရနိုင်တော့တဲ့သွေးဆူစရာအခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်။အဲ့ဒီခေတ်ကမန်ယူနဲ့ Arsenal တွေ့ပြီးဆိုရင်ဘောလုံးပွဲတက်တယ်မဟုတ်တော့ဘူး။အသင်းရဲ့ဂုဏ်သိက္ခာမာနနဲ့အင်္ဂလန်ရဲ့အရှင်သခင်ဘယ်သူလဲဆိုတာကိုအဆုံးဖြတ်ပေးတဲ့စစ်ပွဲကြီးတစ်ခုလိုပါပဲ1999ခုနှစ်ရဲ့ Treble အောင်မြင်မှုနဲ့ Manchester United ရဲ့ရွှေရောင်လန်းတဲ့နေ့ရက်တွေ2003-2004ရာသီမှာတပွဲမှမရှုံးပဲ The Invincible ရွှေရောင်ဖလားကိုသိမ်းပိုက်ခဲ့တဲ့ Arsenal ရဲ့အမှုပညာဆန်ဆန်ခြေစွမ်းတွေ Old Trafford ကနာမည်ကျော် Battle of the Buffetဗီဇာနဲ့ပြစ်ပေါက်ခဲ့တဲ့အဖြစ်အပျက်နဲ့ Manchester United က Arsenal ရဲ့49ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုရပ်တန့်ခဲ့တဲ့ပွဲတွေဟာ Premier League တမိုင်းမှာအမြဲတမ်းရှင်သန်နေမဲ့ဒဏ္ဍာရီတွေပါပဲဒီနေ့ခေတ်ဘောလုံးလောကမှာငွေကြေးအင်အားတွေခင်မီနီးပြူဟာတွေနဲ့ဘလောက်ပဲကောင်းမွန်တဲ့ပွဲတွေရှိပါစေအောင်1900ကျော်နဲ့2000ပြည့်နှစ်အစောပိုင်းကရခဲ့တဲ့သွေးစုစရာရင်ခုန်တန်းမန်နဲ့မာနာတွေရောရှက်နေတဲ့ Manchester United နဲ့ Arsenal ဆိုတဲ့ရန်နန်းစစ်ကိုတော့ဘယ်ခေတ်နဲ့မှလဲလို့ရမှာမဟုတ်ပါဘူး။ကဲမိတ်ဆွေတို့ရောဘယ်အသင်းကိုအားပေးလဲဘယ်အသင်းရဲ့ပွဲစဉ်တွေကမိတ်ဆွေတို့ရဲ့ရင်ခုန်တန်းတွေကိုစူပွက်စေလဲ comment နဲ့ရေးပေးခဲ့ကြပါဦး။ဟုတ်ကဲ့ကျွန်တော်က Zavlog ရဲ့ဒိန်းထက်အောင်ပါခင်ဗျာ။အခုလိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်တဦးချင်းစီတိုင်းကိုကျွန်တော်အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ